ကျွန်တော်ရဲ့2026 desktop နဲ့ audio setup ဖြစ်ပါတယ် desktop monitor speaker အနေနဲ့ JBL 305B professional 5-inch speaker လုံးကိုအသုံးပြုထားပါတယ်ဒီ speaker တွေကိုနေရာချတဲ့ချိန်ကျတော့ audio university ရဲ့ guideline အတိုင်းပဲအသုံးပြုရတဲ့သူရဲ့နားနဲ့ monitor ရဲ့ tweeter က 1.5 meter အကွာအဝေးမှာထားပေးရမှာဖြစ်ပါတယ်အဲဒီလိုပဲ speaker နှစ်ခုရဲ့အကွာအဝေးကလည်း 1.5 meter အကွာအဝေးမှာထားပေးရမှာဖြစ်ပါတယ်ဒီသုံးခုက60 degree နဲ့390 degree ပုံစံမျိုးထားပေးရတာဖြစ်ပါတယ်speaker angle အနေနဲ့30 degree မော့ထားပြီးတော့အဓိကတော့ tweeter ကကျွန်တော်ရဲ့နားလေးကိုတိုက်ရိုက် level ကြီးဝင်ပြီးတော့မှ high frequency sound တွေကိုမှန်မှန်ကန်ကန်ကြားဖို့အတွက်ယူရတာဖြစ်ပါတယ်အဲ့တော့ speaker အောက်ခံ bass အနေနဲ့ကတော့30 degree မြင်ဖို့အတွက် 3D နဲ့ထုတ်ထားတဲ့ speaker bass ကိုအသုံးပြုပါတယ်အခု monitor speaker အတန်ထုတ်လုပ်တဲ့အချိန်မှာ table desktop ပေါ်မှာတန်တုံခါမှုတွေဖြစ်နိုင်တာဖြစ်တဲ့အတွက်သူရဲ့လုံးဝ base ကိုတော့ TPU material ကိုအသုံးပြုပြီးတော့ 3D နဲ့ base မှာခံထားပါတယ်ဒါကိုမှအပေါ်ကနေပြီးတော့မှ monitor speaker ကိုတင်ပြီးတော့30 degree angle မော့ပေးထားတာဖြစ်ပါတယ်အဲ့အတွက်အသုံးပြုတဲ့အချိန်မှာကိုယ့်ရဲ့အလုပ်စပွဲမှာအတန်နေကြားပြီးတော့မှငြိမ်ငြိမ်လေးနဲ့သုံးလို့ပြနိုင်မှာဖြစ်ပါတယ်အခု monitor speaker တွေနဲ့ Mac Studio နဲ့ချိတ်ဆက်ဖို့အတွက် Focusrite ကထုတ်တဲ့ Scarlett 212 3rd generation audio interface ကိုအသုံးပြုပြီးချိတ်ဆက်ထားပါတယ်ဒီချိတ်ဆက်တဲ့ diagram ကတော့ Mac နဲ့ Focusrite နဲ့ကတော့ USB-C နဲ့ချိတ်တယ် speaker တွေနဲ့ audio interface ကတော့ quarter inch TRS-2 နဲ့ချိတ်ဆက်တာဖြစ်ပါတယ်ဒီအတွက် speaker နှလုံးဖြစ်တဲ့အတွက် studio စနစ်လည်းရမယ်သူရဲ့ Mac ရဲ့ output စနစ်ကတော့ဒါအတန်တိုးချဲတွေရော input output အားလုံးဒီ audio interface ကသွားတာဖြစ်တဲ့အတွက် Mac စနစ်ကလက်ခံရုံပဲဖြစ်ပြီးတော့ channel control အားလုံးဒီ audio interface ကနေပဲသွားတာဖြစ်ပါတယ်အခုကျွန်တော်ဆင်ထားတဲ့ audio စနစ်က analog စနစ်ဖြစ်သွားပြီမဲ့ကိုယ့်ရဲ့တခြား Apple device တွေမှာလည်းအခုစနစ်ကိုကျိုးနဲ့ချိတ်ဆက်ခြင်းမရှိဘဲနဲ့ကျိုးမဲ့လမ်းပြီးအသုံးပြုနိုင်ပါတယ်လိုအပ်ချက်တစ်ခုကတော့တူညီတဲ့ Apple ID ဝင်ထားရုံပဲဖြစ်ပါတယ်အခု iPhone ကတခြင်းတွေကို Mac Studio ကနေတစ်ဆင့် audio sharing ပုံစံမျိုးနဲ့ Mac Studio မှာချိတ်ထားတဲ့အခု audio စနစ်ကိုကျိုးမဲ့လမ်းပြီးတော့ဖွင့်မယ်ဆိုလည်းဖွင့်လို့ရမှာဖြစ်ပါတယ်desktop monitor အနေနဲ့ကတော့ Jugon ထုတ်တဲ့ 6K monitor 32 inch ကိုအသုံးပြုထားပါတယ်ဒီ monitor ကကြည့်လိုက်မယ်ဆိုရင်တော့ Apple ရဲ့ Studio display နဲ့တိစောက်ပုံရောပုံစံရောတော်တော်လေးကိုတူမှာဖြစ်ပါတယ်ဒါကိုမှကျွန်တော်ကတော့ Mac Studio ရော Mac Mini ရောဒီ monitor မှာနှစ်ခုလုံးဖြန်တူ join ထားပြီးတော့တစ်လက်စီ input source ကိုရွေးပြီးတော့မှဖြန်တူသုံးလို့ရအောင်လုပ်ထားပါတယ်အခု monitor ကိုပဲ audio စနစ် sharing လုပ်သလိုပဲ sharing လုပ်ပြီးတော့ကျိုးမဲ့လှမ်းပြီးတော့အသုံးပြုမယ်ဆိုလည်းသုံးလို့ရမှာဖြစ်ပါတယ်MacBook Air MacBook Pro နဲ့အခုလိုမျိုး Apple ID တူညီတာနဲ့ကျိုးမဲ့ချိတ်ဆက်ပြီးတော့အသုံးမယ်ဆိုလည်းသုံးလို့ရမှာဖြစ်ပါတယ်အခု monitor 6K Thunderbolt display ဖြစ်တဲ့အတွက် monitor display output လည်းထုတ်မယ် charging နဲ့သွင်းနေဆိုရင်လည်းဒီလိုမျိုး Thunderbolt port ကနေတစ်ဆင့်ချိတ်ဆက်ပြီးတော့သုံးမယ်ဆိုလည်းသုံးလို့ရမှာဖြစ်ပါတယ်ဒီလိုသုံးခြင်းအပြင် charging နဲ့ဝင်မယ် display လည်းထွက်မယ်data လည်းသွားမှာဖြစ်ပါတယ်သူ့ရဲ့ monitor နောက်မှာရှိတဲ့ USB-C port တွေကချိတ်ဆက်ထားတဲ့ device တွေရှိမှဆိုရင်အဲ့ရနေတဲ့ data တွေကိုဒီကြိုးကနေပဲသွားမှာဖြစ်ပါတယ် keyboard အနေနဲ့ကတော့ကျွန်တော် low free 1% transparent keyboard ကိုသုံးထားပါတယ် MacBook တွေကတော့ Bluetooth 5.0 ပါတာဖြစ်တဲ့အတွက် keyboard တွေတစ်ခုထက်မကပို့ပြီးချိတ်ဆက်လို့ရပါတယ်အဲ့အတွက် Mac Mini ရော Mac Studio မှာဒီ keyboard ကိုတစ်လဲစီချိတ်ပြီးတော့တစ်ခါတည်း shortcut ပေးပြီးတော့လွယ်တကူပဲချိတ်ဆက်လို့ရအောင်အသုံးပြုထားပါတယ်ဒီအခု Mac Studio မှာဆိုရင်မူရင် Apple keyboard ရော low free ရဲ့ 1% transparent keyboard ရောအခုလိုဒီပြိုင်နဲ့လိုအပ်တဲ့အချိန်မှာသုံးလို့ရမှာဖြစ်ပါတယ် audio monitor အတွက် JBL speaker တွေပြင် AirPods Pro 3 Audio Technica M15H နဲ့ AirPods Max တွေကိုလည်းတစ်ခါတည်းမှာအသုံးပြုပါတယ် audio recording နဲ့ကတော့ Rode wireless microphone လည်းသုံးတယ် Shure Pocket microphone လည်းသုံးပါတယ်မိတ်ဆွေတို့ရောကျွန်တော်ရဲ့အခုဗီဒီယိုမှာပါတဲ့ desktop နဲ့ audio setup နဲ့ပတ်သက်ပြီးတော့အကြိမ်ပြောကြားချင်တာမှရှိမယ်ဆိုရင်အခုဗီဒီယိုရဲ့ comment မှာအောက်က comment မှာပြပြသွားလို့ရပါတယ်အဆုံးထိရှိပြီးတော့အားလုံးကျေးဇူးတင်ပါတယ်